君はどうしてここにNice အားလုံးပဲမင်္ဂလာပါ KMK review ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည် KMK ပါဘာလို့လဲ YouTube မှာဗီဒီယိုအသစ်မတင်ပြတာအောင်လည်းကြာသွားဟုတ်9လကျော်10လနီးပါးလောက်ပျောက်သွားတာဆိုတော့တော်တော်များများကျွန်တော် YouTube channel အပိတ်ခံလိုက်ရလို့လားဒါမှမဟုတ်ကျွန်တော် YouTube ကနေအနားယူသွားလားလို့ထင်နေကြတယ်တချို့ဆိုကျွန်တော်ပေါ်တာဆွဲခံလိုက်ရတယ်လို့ထင်နေကြ Anyway ကျွန်တော်အခုပြန်လာပါပြီဒါပေမဲ့ဒီတိုင်းလက်ပလာနဲ့ပြန်လာလို့ပဲဖြစ်မလဲပေါ့နော်အဲ့တော့ကျွန်တော် channel မှာလူကြီးအများဆုံးနဲ့လူတွေ request အတောင်းဆုံးဗီဒီယိုတစ်ပုဒ်ဖြစ်တဲ့ Underrated Anime Series Part 3နဲ့ကျွန်တော်ရဲ့ comeback ကိုပြန်စချင်ပါတယ်အရင်ဗီဒီယိုမှာပြောခဲ့သလိုပါပဲကျွန်တော်ကလူသိနေတဲ့ Anime Series သေးတာကိုပဲပြောပြသွားမှာအဲ့ဒါကြောင့်မို့လို့ Anime fan တိုင်းလို့သိကြတဲ့ကြောင်မင်းသားလေးနာအိုတိုကောက်ရိုးအိုထုတ်လူဖီရောင်စုံဓာတ်သမားများနဲ့ Aura Leveling လို့ anime တွေပါလာမှာမဟုတ်ပါဘူး Okay ဗီဒီယိုလေးမစခင်မှာကျွန်တော်တင်တဲ့ content လေးတွေကိုသဘောကျရဆိုရင် channel လေးကို subscribe လုပ်ပေးသွားဖို့မမေ့ပါနဲ့ပြီးတော့ကျွန်တော်ဒီထက်ပိုပြီး supporting လုပ်ပေးခြင်းနဲ့ဆိုရင်အခုဗီဒီယိုလေးကို VPN လေးနဲ့ကြည့်ပေးပါကဲအခုတော့ပြောလေးရှော့ပြီဗီဒီယိုလေးကိုစလိုက်ကြအောင် anime တော်တော်များများမှာ glass ချေတဲ့ plot နဲ့ series ဆိုတာမရှားပါဘူးဒါပေမဲ့အများစုကတော့ hero က level တင်ပြီးစွမ်းအားပို့ကြည့်လာအောင်ကြိုးစားမယ် villain ကိုတတ်မယ်ပြီးရင်အားလုံး happy ending ဖြစ်သွားတယ်ဒါပေမဲ့ဒီ91 days anime ကတော့အဲ့လိုမဟုတ်ဒီထဲမှာ super power မရှိဘူးမော်ပညာလည်းမရှိသလို time travel လည်းမရှိဘူးဒီ anime က mafia တွေရဲ့လက်ချက်ကြောင့်မိသားစုတစ်ခုလုံးဆုံးရှုံးလိုက်ရတဲ့ Angelo လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်အကြောင်းစိတ်ရင်တည်ထားတာMafia တွေရဲ့ကျေးဇူးကြောင့်တကောင်ကျွတ်ဖြစ်သွားတဲ့ Angelo ကတရက်မှာသူ့မိသားစုကိုတတ်သွားတဲ့လူတွေရဲ့နမစင်းပါတဲ့စာတစောင်လက်ခံရရှိခဲ့တယ်။အဲ့လိုနဲ့သူက machine gun နဲ့ bomb တွေယူပြီးအဲ့လူတွေကိုချက်ချင်းသွားတတ်လား Angelo က Mafia ဂိုင်းထဲကိုဝင်တယ်။သူတို့ရဲ့ယုံကြည်မှုကိုရအောင်လုပ်တယ်။ပြီးမှသူတို့တယောက်ချင်းစီတပ်ပစ်တယ်။ဒီနေ့မင်းနဲ့ပခုံးချစ်ဖက်ပြီးပေါင်းနေတဲ့လူကမနှက်ဖြန်မင်းကိုတတ်မဲ့လူဖြစ်သွားနိုင်တယ်ဆိုတဲ့ feeling မျိုးခံစားအောင်ဒီ anime ကလုပ်နိုင်တယ်။အရှင်ပိုင်းသက်ဆိုင်ရဲ့91 days က psychology ဘိုင်းကိုပဲအဓိကဦးစားပေးထားတာမို့လို့ဉာဏ်ရည်ချင်းရှင်ပြီးတွေးခေါ်ရတဲ့ဇာတ်လမ်းမျိုးသဘောကျတဲ့လူတွေဆိုရင်ဒီ anime ကလုံးဝလက်မလွတ်ပဲကြီးတဲ့ hidden gem တစ်ခုလိုတောင်သတ်မှတ်လို့ရတယ်။ Sherlock Holmes ပြောလိုက်တာနဲ့လူတန်းဉာဏ်ကြီးရှင်စုံတော့ကိုပဲတတိယကြတယ်။ဒါပေမဲ့သူ့ရဲ့အကြီးမားဆုံးရန်သူတော်ကြီးဖြစ်တဲ့ Chase Mority ကို main character လုပ်ထားတဲ့ anime တစ်ခုရှိရဆိုရင်ဟုတ်ပါတယ်။အဲ anime ကိုMoriarty the Patriot လို့ခေါ်တယ်။ဒီထဲမှာ Sherlock Holmes လည်းပါတယ်ဆိုပေမဲ့ Chase Moriarty ရဲ့အကြောင်းကိုပဲအဓိကစိတ်တည်ထားတာ။အချိန်ကာလအပြင်19ရာစုအင်္ဂလန်မှာဖြစ်တယ်။အဲ့ဒီခေတ်မှာပတ်စံချမ်းသာတဲ့လူတွေကပဲဥပဒေရဲ့အထက်မှာရှိပြီးစီးရဲသားတွေကတော့တရားမျှတမှုရဖို့အတွက်ဆိုရင်အိမ်မက်မခွင့်အောင်မရှိတဲ့ဘဝပေါ့။အဲ့လိုမညီမျှတဲ့လူအဖွဲ့အစည်းကိုပြောင်းလဲဖို့ William James Moriarty ကဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူရွေးချယ်တဲ့လမ်းတရားစွဲဆိုဖို့လည်းမဟုတ်သလိုဆန္ဒပြရလည်းမဟုတ်သူကမကောင်းမှုကိုမကောင်းမှုနဲ့ပဲပြန်ပြစ်ပေးဖို့ဆုံးဖြတ်လိုက်တာသူ့လို့ရက်ကဥပဒေရဆိုရင်မှားတယ်ဒါပေမဲ့သူပြစ်မှတ်ထားတဲ့လူတွေကလူယုံမာတွေနဲ့အာဏာကိုအလွဲသုံးစားလုပ်တဲ့လူတွေပဲဖြစ်နေတယ်ဒီလိုကြောင့်လည်းသူ့ကို feeling လို့ကောင်းစစ်တက်လို့မရတော့အဲ့လိုဖြစ်ရတာကဒီ anime ကိုစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်တဲ့အချက်ပဲဒီ anime ကစုံတော့ action ဇာတ်လမ်းဆိုတာတဲ့ psychology နဲ့ thriller ဘိုင်းအောင်ပဲအဓိကဦးစားပေးထားတာ William ကအရာအလုံးကြိုတင်တွက်ချက်တယ်ရန်သူရဲ့စိတ်ကိုဖတ်တယ်။သူတို့ရဲ့အားနည်းချက်ကိုအသုံးချတယ်။အဲ့ဒါကြောင့်မို့လို့ဒီ anime က fight sense အပိုင်းတွေထက် conversation အပိုင်းတွေကကြည့်နေတဲ့ audience ကိုပိုပြီးဆက်ရှိတဲ့အောင်လုပ်ပေးနိုင်တယ်။ Sherlock Holmes နဲ့ William James တို့ကအပြင်ပန်းကနေကြည့်ရင်ရန်သူတွေလို့ထင်ရပေမဲ့တကယ်ကျတော့သူတို့ကတယောက်ရဲ့ IQ ကိုတယောက်ကအသိမှတ်ပြုရတဲ့ပြိုင်ဘက်တွေဖြစ်တယ်။တယောက်ကအမှန်တရားကိုရှာတယ်။နောက်တစ်ယောက်ကကဘာကြီးကိုပြောင်းလဲခြင်းတယ်။အဲ့လိုရည်ရွယ်ချက်ချင်းမတူတဲ့ genius နှစ်ယောက်ထိတ်တိုက်တွေ့တဲ့ sense တိုင်းကိုကြည့်ရတာကဒီ anime ရဲ့တကယ်အရာသာအကယ်ကိုလူတို့က mystery နဲ့ crime thriller ကိုမှ anti hero ပါတာကိုကြိုက်တဲ့လူဆိုရင်ဒီ series ကိုလုံးဝလက်မလွတ်သင့်ဘူးတခါလေကြောက်လဲကဘာကြီးကိုတကယ်ပြောင်းလဲနိုင်တဲ့လူက hero မဟုတ်ပဲလူတန်းက villain လို့သတ်မှတ်ထားတဲ့လူတယောက်လည်းဖြစ်နေနိုင်တာပဲလေBattle Royale anime ဆိုရင်လူတော်တော်များများ Future Diary Darwin Gameဒါမှမဟုတ် Alice in Borderland တို့ကိုပဲမျက်လုံးနဲ့ပြေးမိကြတယ်။ဒါပေမဲ့သူတို့မိနေခဲ့တဲ့တစ်ခုရှိတယ်။အဲ့ဒါကတော့ပထွန်ဒီဇလန် main character က Sakamoto
သူကအိမ်နဲ့အိမ်ပြင်မထွက်ပဲ online game တစ်ခုဖြစ်တဲ့ပထုံးကိုနေ့တိုင်းစောင့်နေတဲ့ဟာကိုဂိမ်းမှာတယောက်ဖြစ်တယ်။ဒါပေမဲ့တနေ့မှာဘလို့ရောက်လာမှမသိပဲဟိုးဝေးရဲ့ကျုံးကြီးတစ်ခုပေါ်မှာနိုးလာခဲ့တယ်။အစားပိုင်းမှာတော့သူကဘာတွေဖြစ်လို့ဖြစ်နေမှမသိဘူး။ဒါပေမဲ့မကြပါဘူး။သူစောင့်နေတဲ့ဂိမ်းက reality ဖြစ်လာပြီးဒီကျုံးပေါ်ကလူတိုင်းကလည်း player တွေဖြစ်နေရဆိုတာကိုသိလိုက်ရတယ်။ဒီဂိမ်းမှာအနိုင်ရဖို့နီလန်ကလည်းတစ်ခုပဲရှိရဲ့။အဲ့ဒါကတော့တခြားလူတွေကိုတတ်ပြီးအသက်ရှင်ကြအောင်ကြိုးစားရတာ။စိတ်ဝင်စားဖို့ကောင်းတာကဒီ enemy မှာတနတ်အစားဘုံတွေတီးတန့်အောင်ပဲသုံးပေးထားတာ။တိုင်မာဘုံ remote ဘုံ gas ဘုံစသဖြင့်ပေါ့နော်။ဘုံဘယ်နေရာမှာထောင်မလဲ။ရန်သူပဲလန်းလာမှလဲ။အခုပြစ်လိုက်ရင်လွတ်နိုင်မလား။အဲ့လို feel မျိုးတောက်လျှောက်ပေးနိုင်တာမို့လို့တစ်ပိုင်းပြီးသွားတိုင်းနောက်တစ်ပိုင်းမကြည့်ကြည့်အောင်ဒီ enemy ရဲ့တခြားလေးဆွဲဆောင်နိုင်တယ်။ကျွန်တော်တို့ရဲ့ main character က game ထဲမှာ pro player တယောက်ဆိုပေမဲ့ခဲတကယ်လူတယောက်ကိုတိုက်ရတော့မယ့်အချိန်ကျတော့ mouse click နှိပ်တယ်လို့လွယ်ကူမနေခဲ့ဘူး။ပထုံးက veteran enemy တွေထဲမှာလူပြောနေသွားပေမဲ့အခုချိန်ကြီးကြည့်ရတာတန်တဲ့ enemy series ကောင်းတစ်ခုလို့ပြောမယ်ဆိုရင်လည်းလုံးဝမထင်ပါဘူး။ကဲကိုလူတို့စီမှာ super power တစ်ခုရှိမှဆိုရင်ပထမဆုံးအနေနဲ့မလုပ်မယ်ဆိုပြီးစဉ်းစားခဲ့ဘူးလေ။အများစုကတော့ super hero လုပ်မယ်လူဆိုးတွေကို fight မယ်ဒါမှမဟုတ်ကဘာကြီးကို get တင်မယ်ဆိုပြီးဖြေချမှာပေါ့။ဒါပေမဲ့ဒီ enemy ရဲ့ main character ကတော့သူ့ဆောင်းကိုတုံးပြီးစာခိုးချဖို့ဆုံးဖြတ်ခဲ့တယ်။ဟုတ်ပါတယ်ဒီ enemy ရဲ့ super power genre ကနေလုံးဝကွဲထွက်နေတဲ့ plot နဲ့စထားတာ။ Yu Otosaka ဆိုတဲ့အထက်တန်းကျောင်းသားလေးကဒီ enemy ရဲ့ main character ။သူ့မှာတခြားလူတစ်ယောက်ရဲ့ခန္ဓာကိုယ်5စက္ကန့်ဝင်ပြီးထိန်းချုပ်နိုင်တဲ့အစွမ်းရှိတယ်။ Yeah, just like that. ဒါပေမဲ့တရက်မှာသူ့လိုစွမ်းအားရှိတဲ့လူတွေကိုလိုက်ရှာနေတဲ့အဖွဲ့တစ်ဖွဲ့နဲ့ဆုံမိပြီးသူ့ရဲ့နေစဉ်ဘဝလုံးဝမိုးနဲ့မြေလိုပြောင်းလဲသွားခဲ့တယ်။အစပိုင်းမှာချာလော့က slide on light ပုံစံလိုဖြစ်နေပေမဲ့နောက်ပိုင်းမှာမထင်မှတ်ထားတဲ့ဇလန်အလှည့်ပြောင်းနေ emotional sense တွေကြောင့်ဒါကတာမန် school life anime တစ်ခုမဟုတ်ဘူးဆိုတာကိုသိလိုက်ရမှာပါ။ချာလော့ကအစပိုင်းမှာ school drama comedy anime တစ်ခုလို့ထင်ရတယ်။ဒါပေမဲ့နောက်ပိုင်းရောက်လေ emotional ဖြစ်လေပဲ။ super power genre ကိုနည်းနည်းကွဲထွက်တဲ့ပုံစံနဲ့ကြည့်ချင်တယ်ဆိုရင်ချာလော့ကမဖြစ်မနေကြည့်ရမယ့် anime list ထဲမှာပါမယ်ဆိုတာအသိချပါပဲ။ anime တစ်ခုကိုကြည့်နေရင်ငါကြည့်နေတာပါ anime ကြီးလဲဆိုပြီးတော့ကိုပြန်မိခဲ့တဲ့ချိန်ရှိခဲ့ဘူးလားအကယ်မရှိခဲ့ဘူးဆိုရင်ဒီ anime ကအဲ့လိုမျိုးကိုထုံးအောင်လုပ်ပေးနိုင်တဲ့ series တစ်ခုဖြစ်လိမ့်မယ်ဒီထဲမှာ magic ပါတယ်လူမျိုးကြီးခွဲခြားတာ racism တွေပါတယ် dragon တွေပါတယ် Gundam လည်းပါတယ် fan service ပါတယ်နောက်ထပ် fan service တွေပါအဲ့လိုမျိုး genre အများကြီးကိုစုပြီးထည့်ထားလို့ကြည့်ရတာအဆင်မပြေဖြစ်လာဆိုတော့လည်းမဟုတ်ပြန်ဘာလို့လဲဆိုတော့ fan service ကကောင်းဒီ anime ရဲ့ main character က Angeli သူကမင်းမျိုးမင်းနွယ်ဖြစ်ပြီးရွှေစုံကပ်ပြီးကြီးပြင်းလာတဲ့မင်းသမီးတစ်ပါးဖြစ်တယ်ဒီ anime ရဲ့ universe မှာလူတိုင်းနှီးပါမာနာလို့ခေါ်တဲ့မော်စွမ်းကိုသုံးနိုင်ကြတယ်ဒါပေမဲ့မာနာမရှိဘဲမွေးဖွားလာတဲ့လူတွေကိုကြတော့ normal လို့ခေါ်တယ်သူတို့လူအဖွဲ့အစည်းကအန္တရာယ်ရှိတဲ့ဖြစ်တည်မှုတစ်ခုလို့သတ်မှတ်ပြီးခွဲခြားဆက်ဆံကြရတယ်ဒီလိုမျိုးလူမျိုးရေးခွဲခြားပြီးဆက်ဆံတဲ့ကမ္ဘာမှာအန်ဂျလီကမော်စွမ်းမရှိတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတယ်အဲ့ချိန်ကစပြီးတော့သူကလူတိုင်းရဲ့ချစ်ချင်းကိုခံရတဲ့မင်းသမီးအဆင့်ကနေတတိုင်းပြည်လုံးရဲ့အပေခံဖြစ်တဲ့နော်မာအဆင့်ကိုချက်ချင်းထိုးကျသွားတယ်နော်မာတွေကအန်ဒီရတခုလို့သတ်မှတ်ခံရတာမို့လို့သူတို့ကအန်ဂျလီကိုဒီနိုင်ငံထဲမှာမထားပဲဟိုးဝေးတနေရာမှာရှိတဲ့ကျွန်းတကျွန်းစီကိုပို့လိုက်တယ်အကျွန်းပေါ်မှာရှိတဲ့နော်မာတွေကသူတို့ရဲ့အတိုင်းပြည်ကိုလာကျူးကျော်ပြီးတိုက်ခိုက်တဲ့ dragon တွေ magical creature တွေကိုဒီကန်တန်စိတ်ယုတ်ကြီးပြောင်းလို့ရတဲ့လီမြန်ကြီးစီပြီးတိုက်ထုတ်ရတယ်ဒီ anime ကမော်စွမ်းသုံးနိုင်တဲ့မင်းမျိုးမင်းနွယ်တွေအထက်တန်းစားတွေကိုအဓိက focus လုပ်ထားတာမဟုတ်ဘူးတော်ဝင်မျိုးနွယ်ကနေနေချင်းညချင်း normal အဆင့်ကိုရောက်သွားတဲ့မင်းသမီး Angeli အကြောင်းအောင်ပဲအဓိက focus လုပ်ထားတာဒီ anime ရဲ့အဓိကအားသာချက်ကတော့ character development ဒီထဲမှာ Angeli ကစွန်ဒရဲလူလိုခေါ်ကီဖြစ်တဲ့မင်းသမီးအဆင့်ကနေလူတိုင်းအကိုရလောက်တဲ့ leader တယောက်အဖြစ်ဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုအဓိကမြင်တွေ့ရမှာဒီ anime မှာအားနည်းချက်တစ်ခုရှိတယ်အဲ့ဒါကတော့အများစုတော့မဟုတ်ပေမဲ့လေတချို့ fan service အခန်းတွေကလူကြားထဲမှာကြည့်ဖို့အတွက်သိအဆင်မပြေ But who cares because we are male culture အချင်းချင်းရမယ်ဆိုရင် Cross Angel ကလူတိုင်းကြိုက်လောက်မဲ့ anime တစ်ခုတော့မဟုတ်ဘူး။ကဲကိုလူတို့က Mecha Action မှာ Dark Fantasy ပုံစံမျိုးသဘောကျရလို့ဆိုရင်ဒီ anime ကိုကြည့်ဖို့အတွက်ကျွန်တော် recommend ပေးချင်ပါတယ်ဒီ anime က2021ခုနှစ်မှာ Global War Studio ကထုတ်လုပ်ခဲ့တဲ့ original anime series တစ်ခု Wonder Egg Priority ကတခါကြည့်ုံနဲ့နားလည်လွယ်တဲ့ anime တစ်ခုမဟုတ်။သူက action နဲ့ drama အောင်မှ mystery, psychology ပြီးတော့ fantasy အဲ့လို genre တွေကိုသေချာလေးရွေးချယ်ပြီးထည့်ပေးထားတာမို့လို့ဒီ anime ရဲ့အဓိက main character ကတော့ Ai Otto သူကငယ်ရွယ်နဲ့စိတ်တိုင်ရအပြင်းထန်ရထားတဲ့ကောင်မလေးတစ်ယောက်ဒီ
တရက်မှာအာကြီးကထူးဆန်းတဲ့ဥတလုံးကိုရခဲ့တယ်အဲဥကိုခွဲလိုက်တဲ့အခါမှာဥတဲကနေကောင်မလေးတယောက်ထွက်လာတယ်အာကြီးရဲ့တာဝန်ကဒီကောင်မလေးကိုအိမ်မက်ကဘာတွေကမကောင်းဆိုးဝါးတွေရန်ကနေကာကွယ်ပေးရမှာအကယ်အာကြီးကသာဒီကောင်မလေးကိုကာကွယ်ပေးပြီးမကောင်းဆိုးဝါးတွေကိုတောက်လျှောက်အနိုင်ယူနိုင်ခဲ့ရင်သူအရင်ကဆုံးရှုံးခဲ့ရတဲ့သူ့ရဲ့အခြေဆုံးတငယ်ချင်းကိုပြန်ပြီးကဲ့တင်နိုင်မှာအဲ့တော့အာကြီးကဥတွေတစ်လုံးပြီးတစ်လုံးခွဲတယ်ပြီးတော့မကောင်းဆိုးဝါးတွေကိုတပ်ပြီးရင်တက်ရင်နဲ့တငယ်ချင်းအစ်စ်တွေနဲ့စုံတယ်ပြီးတော့အဲ့ကနေတဆင့်သူ့ရဲ့စိတ်ထင်ရအောင်ပြန်ရင်ဆိုင်ဖို့အတွက်ကြိုးစားတယ် mystery ဘိုင်းကနေကြည့်မယ်ဆိုရင်လည်း wonder ဆိုတာပါလေဒီ monster တွေရောဘယ်ရလာတာလဲဆိုတော့အတွေ့အမျိုးဖြစ်အောင်လုပ်နိုင်တာမို့လို့တစ်ပိုင်းပြီးသွားတယ်နောက်တစ်ပိုင်းမကြည့်ကြည့်အောင်သေချာလေးဆွဲဆောင်နိုင်တယ် animation ဘိုင်းကတော့လုံးဝ peak voice sense တွေ color design နဲ့ visual effect တွေအားလုံးကလည်းလုံးဝ masterpiece ဒါပေမဲ့ဒီ anime မှာအားနည်းချက်တစ်ခုတော့ရှိတယ်အဲ့ဒါကတော့အပိုင်းအရေးအတွက်နည်းနေတာဘာဖြစ်လို့လဲဆိုတော့73ပိုင်းနဲ့သူတို့ပြောချင်တဲ့ information တွေကအများများနေတယ်ပြီးတော့တချို့အပိုင်းတွေမှာဆိုရင်တခါလေပေးစင်းကအများမြန်လွန်းသလိုခံစားရတယ်အကယ်စတူဒီယိုဘက်ကသာ73ပိုင်းမဟုတ်ပဲ24ပိုင်းဒါမှမဟုတ် season 2အနေနဲ့ဆက်ထုတ်ဖြစ်ခဲ့မယ်ဆိုရင်ဒီ anime ကတော်တော်လေးကိုကြည့်လို့ကောင်းတဲ့ masterpiece တစ်ခုဖြစ်မယ်ဆိုတာသိကြပါတယ်မက္ကာ anime လို့ပြောလိုက်ရင် anime fan တွေက Gundam, Evangelion, Cookies တို့ပဲအရင်သတိရကြတယ်သူတို့တွေမြင်နေကြတာက SSSS Gridman ဒီ anime က1990ဝန်းကျင်ကထွက်ရှိခဲ့တဲ့ Gridman live action series တစ်ခုကိုအခြေခံပြီးတော့ထုတ်ထားတာဒီ anime ကဇာတ်လမ်းအစမှာကတည်းက mystery အပြည့်နဲ့ဥစားတာဒီဇာတ်လမ်းရဲ့ main character Yuta Hibiki သူကအတိတ်မေ့နေတဲ့ကောင်လေးတယောက်ဇာတ်လမ်းအစမှာကတည်းကသူနေတဲ့မြို့ထဲမှာခါကျူအကြီးကြီးတွေရှိနေပေမဲ့သူကလွဲပြီးတော့အဲ့အကောင်ကြီးတွေကိုဘယ်သူမှမမြင်အောင်ဒီထဲမှာကျွန်တော်တို့ရဲ့ main character ကဒီမြို့ကဘာလို့ဒီလိုဖြစ်နေရတာလဲခါကျူကြီးတွေရောဘယ်ကနေဘလို့ရောက်လာတာလဲပြီးတော့ Gridman ဆိုတာရောဘာကြီးလဲဆိုတဲ့မိကုန်းတွေကိုအဖြေရှာရင်ခါကျူ monster တွေကိုဘလို့တိုက်ထုတ်သွားမလဲဆိုတာကိုကျွန်တော်တို့က plot twist ကောင်းကောင်းနဲ့မြင်တွေ့ရမှာပါဒီ anime က Gridman ရဲ့ဒိုင်နာဇယုံရဲ့အဆိုပြီး series နှစ်ခုအပြင်မှာ Gridman Universe ဆိုတဲ့ title နဲ့ movie တကားလည်းထွက်ထားတယ်။ series နှစ်ခုက universe ချင်းမတူတဲ့ anime တစ်ခုစီကိုပြထားတာဆိုပေမဲ့ movie မှာကျတော့အဲ universe နှစ်ခုချိတ်ဆက်မိသွားတဲ့အကြောင်းကိုပဲပြထားတာ။ကိုလိုတို့က Mecha Action မှာ Kaiju Monster ရဲ့နဲ့ Fire တဲ့ဇာတ်လမ်းမျိုးသဘောကျရဲ့လူဆိုရင်ဒီ anime ကိုတော်တော်လေးအကြိုက်တွေ့မယ်လို့ထင်တယ်။Isekai anime လို့ပြောလိုက်ရင်ကျွန်တော်တို့ရဲ့ main character ကဒီဘက်ကဘာမှာ tracker အတိုက်ခံရပြီးအခြားကဘာမှာဘယ်ရမှမသိတဲ့စွမ်းအားတွေနဲ့ overpower ဖြစ်လာပြီးမိန်းမတွေတယောက်ပြီးတယောက်ကောက်ယူတဲ့ plot တွေပဲဖန်တီးရထပ်နေခဲ့တာဒါပေမဲ့ recreator ကတော့အဲ့ဒီ concept ကိုလုံးဝပြောင်းပြန်လှန်ပစ်လိုက်တဲ့ anime တစ်ခုဖြစ်တယ်ဒီထဲမှာကျွန်တော်တို့ကနာမည်ကြီးတဲ့ anime manga နဲ့ video game တွေက character တွေလက်တွေ့ကဘာကိုရောက်လာတဲ့အကြောင်းကိုအဓိကမြင်တွေ့ရမှာအဲ့ဒီ concept တစ်ခုတည်းနဲ့ဒီ anime ကတော်တော်လေးကိုမိုက်နေပြီဒီဇာတ်လမ်းရဲ့ main character ကတော့ Sota Mitsushino သူကကျွန်တော်တို့လိုပဲတာမန် anime fan တယောက်တရက်မှာ anime တဲ့ heroine တယောက်ကသူ့ရှိကိုရောက်လာခဲ့တယ်သူတယောက်တည်းမှမဟုတ်ပါဘူးသူ့လိုမျိုးနာမည်ကြီးပြီးလူကြိုက်များတဲ့ anime တဲ့ဇာတ်ကောင်တွေ novel တဲ့ဇာတ်ကောင်တွေအပြင် video game နဲ့ character တွေကပါတယောက်ပြီးတယောက်လက်တွေ့ကဘာကိုရောက်လာတာတချို့ကလူတွေကိုကာကွယ်ဖို့အတွက်ရောက်လာတယ်တချို့ကကြတော့သူတို့ကိုဖန်တီးခဲ့တဲ့လူတွေပေါ့မကျင်တဲ့ချက်တွေကြောင့်ဒီကဘာကြီးကိုဖျက်ဆီးဖို့အတွက်ရောက်လာတာအဲ့တော့ what if အတောင်တိုက်တန်တွေက Aaron သားသူ့အန်တင်ကိုမကျင်တတ်လို့ဆိုပြီးအီဆာယာမကိုတတ်ဖို့ဒီဘက်ကဘာကိုရောက်လာခဲ့တယ်ဆိုရင်အီဆာယာမသိမသိတော့မသိဘူးဒါပေမဲ့ဒီဘက်ကဘာလူရဲ့ 80% ကတော့မာလကီယာဖြစ်မှာသိချဒီထဲမှာဇက်ကောင်တွေတော်တော်လေးစုံတယ် Magical Girl ရဲ့ Asuna ရဲ့ Face Series ရဲ့မဟုတ်တဲ့ Night ရဲ့နောက်ပြီးတော့ What the fuck ကန်တန်ကြီးပါထွက်လာတာမသိရင်ဟန်တိုင်းနဲ့ character တွေပါထွက်လာတော့မယ်အတိုင်းပဲအိုးတကယ်ထွက်လာရဟာဒီလိုမျိုး reverse isekai concept ကို storytelling ကောင်းကောင်းနဲ့ character တွေစုံစည်းနေအောင်ပါတဲ့ anime တစ်ခုကိုကြည့်ရဖို့ဆိုတာကတော်တော်လေးကိုရှားပါတယ် action ကန်းနဲ့ animation ပိုင်းကလည်းအပြည့်ဆိုစရာမရှိတော့အောင်ကောင်းတာမို့လို့မကြည့်ရသေးတဲ့လူတွေပါတယ်ဆိုရင်အခုကတည်းကသွားကြည့်သင့်ပါရဲ့နော်ကျွန်တော်အရန်ကြိုက်လို့ဒါဒီဗီဒီယိုထဲမှာထည့်ထားတာဒါပေမဲ့ကျွန်တော်ဒီ anime ကိုဘယ်လို describe လုပ်ပြရမလဲမသိဘူးဇလန်ကအနာဂတ်ကမ္ဘာတစ်ခုမှာနေရာယူထားတာဖြစ်ပြီးလူသားတွေကမှန်အမိုးခုံးမျိုးတစ်ခုထဲမှာ auto reef လို့ခေါ်တဲ့ AI Android စက်ရုပ်တွေနဲ့အတူနေထိုင်တယ်ဒါပေမဲ့တနေ့မှာအဲ့ဒီစက်ရုပ်တွေက virus တစ်မျိုးကူးစက်ခံရပြီးသူတို့စီမှာကိုယ်ပိုင်အသိစိတ်တွေရှိလာတယ်
ဒီ anime ရဲ့ main character ဖြစ်တဲ့ Miya ကမတော်တဆဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေဖို့ကြိုးစားရင်ကဘာကြီးရဲ့လှုပ်ဝက်ချက်တွေကိုတဖြည်းဖြည်းဖော်ထုတ်လာခဲ့မိတယ်။ဒီ anime ကအပိုင်း1ကနေ9အထိတော်တော်ကြီးကိုပေးစင်နေတယ်။ dialogue တွေများတယ် mystery တွေများတယ်။အဲ့ဒါကြောင့်မို့လို့ကြည့်နေရင်လည်းအိမ်ငိုက်လာတာမျိုးတွေလည်းခံစားရနိုင်တယ်။ဒါပေမဲ့အပိုင်း8လည်းရောက်ရောခုနအိမ်ငိုက်နေတာရဲ့ဘယ်ရောက်လို့ရောက်သွားမှန်းသိမှာမဟုတ်ဘူး။အစာပိုင်းမှာသေးသေးလေးလို့ထင်ထားခဲ့တဲ့အရာတွေအကုန်လုံးကအရေးကြီးတဲ့ information တွေဖြစ်လာတယ်။ဘာလို့ဒီလိုတွေဖြစ်နေရလဲ။ဒီ character ရဲ့တရုပ်မှန်ရောဘာကြီးလဲ။ပြီးတော့ proxy ဆိုတာရောဘာလဲ။အဲ့လိုမျိုးသိချင်စိတ်တွေဖြစ်လာအောင်လုပ်လို့ကျွန်တော်ဆိုတစ်ပိုင်းပြီးသွားတိုင်းနောက်တစ်ပိုင်းဆက်ကြည့်ချင်လာတယ်။ visual ဘိုင်းမှာလည်း2006ခုနှစ်ကထွက်ခဲ့တဲ့ anime တစ်ခုလို့မထင်ရလောက်အောင်ကိုလှတယ်။ lighting, camera angle, animation, face expression အကုန်လုံးက movie quality နီးပါးကိုရှိတယ်။ Echo Proxy ကအစားပိုင်းမှာပေးစင်းနေပြီးကြည့်ရတာပြင်းဖို့ကောင်းတယ်ဆိုပေမဲ့ draw မလုပ်ပဲဆက်ကြည့်နိုင်ခဲ့မယ်ဆိုရင်ကိုလူတို့က anime သမိုင်းတစ်လျှောက်မှာအထူးခြားဆုံးနဲ့ emotional အဖြစ်ဆုံး psychology sci-fi series တစ်ခုကိုမြင်တွေ့ရမှာပါဒီ anime က rom-com anime တစ်ခုဆိုပေမဲ့ comedy ဘိုင်းကိုပဲအဓိကဦးစားပေးထားတဲ့ anime တစ်ခုဖြစ်တယ်ဇလန်ကအထက်တန်းကျောင်းသူလေးဆာကူယာချီယိုကိုအဓိက focus လုပ်ထားတာဆာကူရာကကျောင်းမှာအရက်ရှိပြီးတည်ငြိမ်တဲ့နိုဆာကီကိုကြိတ်ကြိုက်နေတာဒီလိုနဲ့တရက်မှာဆာကူရာကနိုဆာကီကိုသူ့ရဲ့ခံစားချက်တွေဖွင့်ပြောခဲ့တယ်ဒါပေမဲ့သူဖွင့်ပြောတဲ့ပုံစံကWhat? အဲ့တော့နိုဆာကီကသူ့ကိုဖန်ဆိုင်ထိုးပေးလိုက်တယ်နိုဆာကီကအမှန်တော့နာမည်ကြီးရှူဂျိုမန်ဂါ artist တယောက်ဖြစ်နေတာအဲ့ဒါကိုမသိဘဲနဲ့တော့ဆာကူရာကသူ့အိမ်ကိုလိုက်သွားပြီးမန်ဂါဆွဲတာတွေကာလာချဲတာတွေပါကူလုပ်ပေးလိုက်သေးတယ်ကျွန်တော်အစပြောခဲ့သလိုပဲဒီ anime က comedy ကိုပဲအဓိကဦးစားပေးထားတာမို့လို့ romance anime fan တွေအကြိုက်တွေ့မဲ့ series တစ်ခုတော့ဖြစ်မှာမဟုတ်ဘူး but ကိုလူတို့ကအပိုင်းတိုင်းလိုလိုရှိရတဲ့ anime series တစ်ခုကိုရှာနေတာဆိုရင်တော့ you are in the right place sport anime ထဲမှာ volleyball ဆိုရင် Haikyuu basketball ဆိုရင် slam dunk နဲ့ Kuroko no basket football မှာဆိုရင် blue lock နဲ့ Aoashi boxing မှာဆိုရင် Hajime no Ippo နဲ့ Ashita no Cho အဲ့လိုမျိုး sport anime channel ထဲမှာစပိန်စီးပြိုင်ပွဲကိုအခြေခံထားတဲ့ anime series တစ်ခုရှိနေတာကိုသတိထားမိခဲ့ကြလားအဲ anime ကတော့ Yowamushi ဖတ်တယ်ဒီ anime ရဲ့အဓိကအားသာချက်ကတော့စပိန်စီးပြိုင်တာတစ်ခုတည်းကိုပဲပြတာမဟုတ်ဘူးဒီထဲမှာကျွန်တော်တို့က Haikyuu လိုမျိုး teamwork တွေ strategy တွေတခြား character တွေရဲ့ point of view တွေသူတို့ရဲ့ background story တွေအပြင်မှာသူတို့တွေဒီအဆင့်ထိရောက်လာအောင်ဘယ်လိုကြိုးစားခဲ့ရတယ်ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ခဲ့ရတယ်ဆိုတာကိုလည်းအသေးစိတ်မြင်တွေ့ရမှာပါအချင်းချင်းရမယ်ဆိုရင်ယိုဝါမှုရှိဖက်တဲ့ကစပိန်စီးပြိုင်တဲ့အကြောင်းဆိုတာထက်ဇွဲလုံလကြိုးစားမှုနဲ့တင်းဝတ်တာရှိမယ်ဆိုရင်ဘယ်အခက်အခဲကိုမဆိုရင်ဆိုင်ရတဲ့တတိရှိကြောင်းဖော်ပြထားတဲ့ anime series တစ်ခုဆိုပြီးသတ်မှတ်လို့ရပါတယ်ဒီ anime ကကျွန်တော်ကြည့်ဘူးသမျှထဲမှာအမိုက်ဆုံးနဲ့အမှတ်တရအရှိဆုံး series တွေကတစ်ခုလို့တော့ပြောလို့ရတယ်။ Samurai Champloo က personality ချင်းလုံးဝမတူတဲ့လူ၃ယောက်ရဲ့အကြောင်းကိုအဓိက focus လုပ်ထားတာ။ပထမတစ်ယောက်ကတည်ငြိမ်ပြီးခံမှန်းအခက်တဲ့ Samurai ချင်းနောက်တစ်ယောက်ကဒေါသကြီးတဲ့ Samurai မူကန်နောက်ဆုံးတစ်ယောက်ကတော့သူတို့နှစ်ယောက်လုံးအတူတူခရီးထွက်ဖို့စီးရုံနိုင်ခဲ့တဲ့စပွဲတို့မှလေဖူသူတို့၃ယောက်စုပြီးခရီးထွက်ရတဲ့အကြောင်းရင်းကနေဂျာပန်ရင်းနှံ့ရှိတဲ့ Samurai ကိုရှာဖို့ဘလော့ကရိုးရှင်းရှင်းလေးဆိုပေမဲ့တပိုင်းပြီးသွားတိုင်း main character ၃ယောက်လုံးရဲ့ personality ကတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတာကိုမြင်တွေ့ရမှာပါဒီ anime ကရှိလဲရှိရတယ်လို့ serious လည်းဖြစ်တယ် animation လည်းကောင်းတယ်လို့ soundtrack တွေကလည်းမိုက်တယ် action ကလည်းအပြည့်ပါတယ်လို့ storytelling ကလည်းကောင်းတယ်ကျွန်တော်တို့ကတော့ Samurai Champloo ကဘယ်ချိန်ကြည့်ရိုးဤသွားမှာမဟုတ်တဲ့ classic timeless anime series တစ်ခုအနေနဲ့အမြဲရှိနေမယ်ဆိုတာအသေးချပါပဲ